အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဗီယက်နမ်နိုင်ငံဒါနန်မြို့မှာနာမည်အကြီးဆုံးပေါ့နော် French Valley နဲ့ဒီ Golden Bridge တို့သွားပြီးလေ့လာကြည့်ရှုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဘာနာရေးတောင်ပေါ်တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ cable ကောက်အသုံးပြုပြီးတက်ရမှာပေါ့နော်ဒီ cable ကဟာသူတို့စဖွင့်ခြင်း2013ခုနှစ်မှာကမ္ဘာအရှိဆုံးမရမနာပဲရှိတဲ့ cable ကားဖြစ်စံချိန်တင်ထားတယ်လို့လည်းပြောပါတယ်ခင်ဗျာသွားတဲ့လမ်းတစ်လျှောက်ဒီရှုခင်းတွေကတော့ရင်သက်ရှုမောဖွယ်ရပါပဲခင်ဗျာဒီ cable ကားကြီးကလှုပ်စီနဲ့သွားလာနေရတာသူကမိနစ်20နီးပါးလောက်စီးရတယ်ခင်ဗျာသူကအမြင့်ကြောက်တဲ့လူဆိုလို့ရှိရင်တော့တိတ်အဆင်ပြေမဲ့ပုံတော့ပေါ့ပြင်သစ်ပုံစံစောက်ထားတဲ့ကြီးရွာလေးကလည်းတကယ်ကိုဥရောပဘက်ကိုရောက်သွားတဲ့ခံစားချက်မျိုးရပါတယ်ခင်ဗျာကျွန်တော်ကဒီဘန်နာရေးတောင်ပေါ်လာတာ fully tour package နဲ့ပေါ့နော်သူအဲ့ဒီမှာပါလဲဆို hotel ထိလာပြီးအကျိုးဖို့လုပ်ပေးတာရယ်အဲ့မှာဝင်ကြီးတွေအကုန်လုံးရယ်ပြီးလို့ရှိရင်သူကနေ့လေသာဘူဖေးရယ်ပေါ့နော်အဲ့ဒါကြီးပါတယ်ခင်ဗျပထမဦးဆုံးသွားမဲ့လူဆိုလို့ရှိရင်တော့ဒီဥစ္စာတိုးနဲ့ပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ခင်ဗျဘာလို့လဲဆိုတော့သူတို့ကအပတောင်ပေါ်မှာဘယ်နှဖွဲ့ရှိလဲဘယ်နှဖွဲ့ရှိနေလဲပြီးလို့ရှိရင်ဒီလက်ဒရိုင်းမှာသူတို့ဘယ်နှယောက်ဘယ်နှဖွဲ့ရှိနေဆိုသူတို့အချင်းချိတ်ဆက်ပြီးတော့လူနေတဲ့စီကိုအရင်ဆုံးပို့ပေးရနော်အဲ့ဒီကျွန်တော်တို့သွားရလာတဲ့အချိန်ကြီးလဲပို့ပြီးမြန်ဆန်သွားတယ်ပို့ပြီးအဆင်ပြေချောမွေ့နဲ့မြန်ဆန်ရောက်သွားတယ်ပေါ့ဗျာလိုက်တန်းစီနေစရာမလိုဘူးပေါ့သူကလူတွေကတော့တော်တော်များတယ်ခင်ဗျအဲ့ဒီပုံမှာတချို့နေရာတွေကျတော့ဒီပြင်သစ်ကရွာပုံစံလေးပေါ့နော်တချို့နေရာတွေကျတော့လေတကယ်ကိုရေးလိုက်ပုံစံမျိုးကြီးတွေကိုသူတို့ခန်းနာကြီးစောက်လုပ်ထားတာကိုတွေ့ရပါတယ်ပြီးတော့ကလေးတွေပါလာလို့ရှိရင်ကလေးတွေဒီ game ကစားလို့ရတဲ့နေရာတွေလည်းအများကြီးရှိပါတယ်ခင်ဗျဘူဖေးကတော့ဒီ international ဘူဖေးပြတဲ့အတွက်တော်တော်အမျိုးအစားစုံလေးကိုသူတို့တင်ရင်အခန့်ထားတာကိုတွေ့ရပါတယ်ခင်ဗျာတန်တယ်လို့ခံစားရပါတယ်ကျွန်တော်တို့ပြရတဲ့ပတ်စံလေးပေါ့နော်ဘဝမှာဒီလိုဗီယက်နမ်နိုင်ငံကဗနာရေးတောင်တန်းကြီးနေကြည့်ပြီးနေ့လည်သာစားရလိမ့်မယ်လို့ကျွန်တော်တခါမှမတွေးထားခဲ့ဘူးအမှတ်မထင်ပဲဖြစ်သွားတာတွေပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ cable ကနောက်ထပ်အတူလေးတစ်စီးထပ်စီးပြီးတော့ကျွန်တော်တတရာကြီးကိုသွားပါတယ် Golden Bridge ပေါ့နော်သူကတော့ဒီ giant ကြီးရဲ့လက်နှစ်ဘက်ကထွက်လာပြီးတော့ဒီရွှေရောင်တရာကြီးကိုမှားထားတဲ့ပုံစံမျိုးအ white ပုံစံမျိုးစောက်ထားတာပေါ့နော်တောင်ကုန်းပေါ်ကနေပြီးဒီ Golden Bridge ကနေပြီးဆက်ပြီးဆင်းလာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖျားရုပ်ထုကြီးရှိရပေါ့နော်ရုပ်ထုကြီးတွေဝင်ရောက်ဖူးမြော်လို့ရပါတယ်ကျွန်တော်တို့ဒီဖျားရုပ်ထုကြီးကနေအောက်ကိုလည်းဆက်ပြီးဆင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့မဟာယနာဘုံကြီးအောင်ပေါ့နော်တရုတ်မဟာယနာတွေအဲ့ဒါမျိုးတွေ့ရပါတယ်ပြန်ဆင်းတဲ့လမ်းတော့တိတ်မကြဘူးခင်ဗျပြန်ဆင်းတာနည်းနည်းပိုးမြတ်တယ်လို့ပဲပြောတယ်10မိနစ်ကျော်လောက်ပဲစီးရတယ်အဆုံးကြီးကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ